ကျွန်တော်ဒါရမတွေအတွက်စီးပွားရေးအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ငွေကြေးဥစ္စာဒနာတွေပေါ်များခြင်းနဲ့ဆိုလို့ရှိရင်ရရတွေခြေပြီးအဆောင်တွေလက်ဖွဲ့တွေလုပ်နေလို့မရဘူးနော်ကျွန်တော်အကြောင်း၃ချက်ညီညွတ်မှစီးပွားချမ်းသာနိုင်တာစီးပွားဖြစ်နိုင်တာအဆောင်တွေလက်ဖွဲ့တွေရရတွေဘိုးတော်တွေဝိဇ္ဇာတွေကကြီးပွားအောင်ချမ်းသာအောင်မလုပ်နိုင်ဘူးမြတ်စွာဘုရားတော်မှာတရားဝါတွေကိုဆင်းရဲသွားအောင်ချမ်းသာသွားအောင်ဖန်ဆင်းပေးနိုင်တာမျိုးမှမရှိပဲနော်အဲ့ဒီကြတော့ကြီးပွားခြင်းတဲ့ပုံကိုယ်တွေအတွက်အကြောင်း၃ချက်လိုအပ်တယ်အဲ့ဒီအကြောင်း၃ချက်ကဘာလဲဆိုတော့နံပါတ်၁ကနိတ္တယတံပန္နနိတ္တယတံပန္နဆိုတာအမိကောင်းလို့တယ်အမိကောင်းဆိုတာကဘာကိုပြောတာလဲဆရာသမားတွေလိုမျိုးပညာသင်တဲ့အမိကောင်းကိုပြောတာလားမဟုတ်ဘူးအမိကောင်းဆိုတာကငွေကြေးအရင်နှီးဆိုတဲ့အမိကောင်းလိုအပ်တယ်နံပါတ်1အရေးကြီးဆုံးချက်ပဲစီဝါရေးတော့လုပ်ရှင်တယ်စီဝါရေးဒီဂရီဘွဲတွေလည်းရထားတယ်အမြင်လည်းရှိတယ်စူးစမ်းအားထုတ်ခြင်းစိတ်လည်းရှိတယ်သို့သောငွေကြေးအရင်နှီးမရှိဘူးဆိုလို့ချင်းကြီးပွားတိုးတက်ဖို့မလွယ်ဘူးအဲ့တော့ကြီးပွားဖို့တိုးတက်ဖို့ဆိုရင်ငွေကြေးအရင်နှီးဆိုတဲ့အမိကောင်းလိုအပ်တယ်အဲ့ဒီအမိကောင်းကိုဘယ်လိုရနိုင်တယ်လဲဆိုလို့ချင်းမိဘကြောတော်နောက်ခံရှိတဲ့ပုဂ္ဂိုလ်တွေကမိဘတွေကအထောက်ပံ့တဲ့ငွေကြေးအရင်နှီးကိုရနိုင်တယ်ဒီနေ့ခေတ်ဆိုတော့တချို့ဘဏ်တွေပါတယ်ပေါ့နော်ဒီလိုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ကိုကြီးထောက်ပံ့တဲ့အခါမျိုးမှာလည်းအမိကောင်းရနိုင်တယ်အဲ့လိုငွေကြေးအမိကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ပဲကိုဖြစ်ရှင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုအတွက်ငွေကြေးအမိကောင်းတစ်ခုအရင်နေ့တစ်ခုရအောင်ကြိုးစားအားထုတ်ပြီးတော့စုဆောင်ရင်အားဖြင့်လဲအမိကောင်းဆိုတဲ့အရင်နေ့ရနိုင်တယ်ပေါ့နော်ဒါအမိကောင်းရှိဖို့လိုတဲ့နံပါတ်1အချက်နောက်တစ်ခုကအမိကောင်းရှိုံနဲ့ကြီးပွားနိုင်သလားချမ်းသာနိုင်သလားလို့မေးရင်မဟုတ်သေးဘူးဒါကလည်းเนาะကျွန်တော်ဝိဒူရာလို့ခေါ်တဲ့ကြိုးစားအားထုတ်ဖို့လိုတယ်ကျောင်းမှာပါဂရေ80တထေးသားသူ့ရဲ့အမိကောင်းအနေနဲ့သူ့မိဘတွေကဂရေ80တောင်ချမ်းသာတာသို့တော့ကြိုးစားအားထုတ်မှုဘာမှမရှိဘူးစီးပွားရေးလုပ်ရမှလည်းနားမလဲပဲနဲ့ပြောသလိုနေခဲ့တဲ့အတွက်စိတ်လုံလိုက်ပြီးနေခဲ့တဲ့အတွက်နောက်ဆုံးလမ်းဘေးရောက်ပြီးတောင်းစားရတဲ့အနေအထားသူများအိမ်ချေမိပြီးတော့သေရတဲ့အနေအထားကိုကြောက်သွားခဲ့တယ်ဆိုတာဒါကြားဖို့မှာပါနော်အဲကြတော့စူးစမ်းအထောက်ဖို့လိုတယ်မိဘကဘလောက်ချီးမြှောက်နေဘလောက်အရင်လေးတွေစိုက်ထုတ်ပေးနေမိမိကိုယ်တိုင်လိမ္မာကျွမ်းကျင်စွာစူးစမ်းအထောက်မှုမရှိဘူးဆိုလို့ရှိရင်စီးပွားမဖြစ်နိုင်ဘူးရရအဆောင်တွေဘလောက်လုံးနေဘယ်ဘိုးတော်မဲတော်တွေဘလောက်ကြောက်ပွဲတွေထိုးနေကိုယ့်ရဲ့စူးစမ်းအားထုတ်မှုဝိရိယအရင်မပိုင်ဒါမှကြီးပွားနိုင်နောက်တစ်ချက်ကဥစဉ်တို့ဘာလဲဆိုတော့စက္ခုမာတဲ့ပြောရတာကစီဝါရေးအမြင်ရှိရတယ်စီဝါရေးအမြင်ရှိရတယ်ဒီချိန်ဒီကာလမှာဘယ်လိုနည်းနဲ့စီဝါလို့ရင်စီဝါဖြစ်မလဲတချို့အရင်နေရှိတယ်မိဘကထောက်ပံ့တယ်စူးစမ်းအားထုတ်ခြင်းစိတ်လည်းရှိတယ်ဒါပေမဲ့လို့အမြင်မရှိဘူးဘယ်လိုလုပ်တဲ့လဲဘယ်လုပ်ငန်းနဲ့စီးပွားဖြစ်နိုင်မလဲငါဘယ်လုပ်ငန်းနဲ့စီးပွားဖြစ်အောင်လုပ်နိုင်တယ်လဲကိုယ့်အခြေအနေနဲ့ဖြစ်နိုင်တဲ့အနေအထားကိုရှုမြင်သုံးသပ်နိုင်တဲ့စီးပွားရေးပညာလို့ခေါ်ရမလားမသိဘူးเนาะအဲ့ဒါမရှိဘူးမရှိတဲ့အခါကျတော့စီးပွားမဖြစ်ဘူးစီးပွားရေးအမြင်ဝေစီမံခန့်ခွဲမှုအမြင်အဲ့လိုအမြင်မရှိတော့တဲ့တချို့စီးပွားရေးပညာမရှိတဲ့မတက်တဲ့အတွက်ကြောင့်မို့လို့မိဘလက်ငုပ်လိုက်ရင်စီးပွားဥစ္စာတွေတောင်းပါပဲတစဆုပ်ယုတ်ရော့ပါပြီးအရှုံးတွေပေါ်ပြီးတော့ပြည့်စည်ပြီးနောက်ဆုံးဆင်းရဲသွားတဲ့ပုံကိုယ်တွေလောကမှာမြင်မှုလိမ့်မယ်နော်ဒါပါတော့ဆိုတော့နံပါတ်1သူတို့ကိုယ်တိုင်အရင်နေ့ရှိတာတော့မှတ်တယ်မိဘထားခဲ့တဲ့အမွေနှစ်ဒါမှမဟုတ်အထောက်အပံ့ကောင်းရှိနေခဲ့တယ်နံပါတ်2သူတို့လောက်တော်ကြိုးတော်ကြိုးစားတယ်သို့တော့သူတို့လုပ်နေတဲ့လုပ်ငန်းပေါ်မှာကျွမ်းကျင်မှုမရှိခဲ့ဘူးအကြောင်းမျိုးကြောင့်ရှိနေတာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းပဲမိဘလက်ထက်ကမိဘကဘာမှမခိုင်းမနဲ့ချစ်လွန်းလို့အိမ်မှာအလိုလိုက်ထားတဲ့အခါကျတော့မိဘတွေရဲ့စီးပွားရေးလုပ်ငန်းကိုဘာမှနားမလဲဘူး
အကြောင်းမသိလို့မိဘတွေအကြောင်းတစ်ခုရုတ်တရက်ပြက်စီးသွားတဲ့အခါမှာဘာမှနားမလဲမလောက်တတ်တဲ့အခါကျတော့လောက်ရတခြားဖြစ်ရတခြားခုတ်ရတခြားရှာရတခြားဆိုတာမျိုးပေါ့နော်အဲ့လိုကြွန့်ကျင်မှုမရှိဘူးဆိုလို့ရှိရင်လည်းပဲရှိနေပြီးသားလုပ်ငန်းစီးပွားရေးပိုင်ဆိုင်မှုတွေတောင်မှဆုံးရှုံးပြက်စီးပြီးတော့သွားနိုင်သေးတယ်ဒါမှမဟုတ်ဦးဇင်းတို့ဘာလဲဆိုတော့စက္ခုမာလို့ခေါ်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိဖို့လိုတယ်အသုံးချက်ပေါ့နော်ဒါဘုရားရှင်ဟောတာဒေသနာနည်းတွေပဲအဲ့ဒါစီးပွားဖြစ်နေတဲ့ဒါရကမတွေဆိုဒီသုံးချက်နဲ့အညီစူးစမ်းအားထုတ်မှဆိုစီးပွားဖြစ်နိုင်တယ်မဟုတ်တာတွေကိုအချိန်ကုန်ခံပြီးတော့ရှောက်ပြီးတော့လိုက်လုံနေလို့စီးပွားဖြစ်မှာမဟုတ်ဘူး